ဒီနေ့တော့လူသမိုင်းမှာတိဆောက်ခဲ့သမျှထဲမှာရီမန်းချက်အကြီးဆုံးအငင်းပွားစရာအဖြစ်ဆုံးအင်ဂျင်နီယာစီမံကိန်းကြီးတစ်ခုအကြောင်းပြောပြချင်ပါတယ်ဟုတ်ပါတယ်ဒါကတော့တရုတ်နိုင်ငံရဲ့ Three Gorge Sea ဒါမှမဟုတ်သုံးမဆိုင်စီကြီးပါပဲဒီစီကြီးကတကယ်ပဲအင်ဂျင်နီယာပညာရဲ့အောင်ပွဲတစ်ခုလားဒါမှမဟုတ်ပြန်ပြင်လို့မရတဲ့အမားကြီးတစ်ခုဖြစ်သွားခဲ့သလားဆိုတာကိုအတူတူလေ့လာကြည့်ကြအောင်ဒီဇက်လန်ကရာစုနှစ်ပေါင်းများစွာကြမ်းတမ်းပြီးသေစေနိုင်လောက်တဲ့ရေဘေးအန္တရာယ်တဲ့ရေမြေဖြစ်ခဲ့တဲ့ရန်စီမြစ်ကနေစတင်ခဲ့ပါတယ်။ဒီမြစ်ကိုထိန်းချုပ်ဖို့ဆိုတဲ့အိမ်မက်ကနှစ်ပေါင်း100လောက်ကြာခဲ့ပြီးဒီကြောက်စရာကောင်းတဲ့မြစ်ကြီးကိုတင်းငိမ့်တဲ့စွမ်းရင်ရေမြစ်တစ်ခုအဖြစ်ပြောင်းလဲဖို့ကြိုးပမ်းမှုကနေဒီစီမံကိန်းကြီးပေါင်းဖွာလာခဲ့တာပါ။ကဲဒီလိုကြီးမားတဲ့မြစ်ရဲ့စိန်ခေါ်မှုတွေကိုဖြေရှင်းဖို့အတွက်အဖြေကတော့ Three Gorge Sea ပါပဲ။1994ခုနှစ်မှာစတင်ဆောက်လုပ်ခဲ့တဲ့ဒီဆေးဟာသူ့ရဲ့အရွယ်အစားနီးပညာပိုင်းမှာတကယ်ကိုကြီးကျယ်ခမ်းနားလွန်ခဲ့ပါတယ်။ဒီဆေးရဲ့အရှိအိုပဲစကြည့်အောင်မီတာ3000ကျော်ကီလိုမီတာနဲ့ပြောရင်3ကီလိုမီတာကျော်ရှိပါတယ်။ဒါကမြို့ငယ်လေးတစ်မြို့ရဲ့အစွန်တစ်ဖက်ကနေတစ်ဖက်ကိုလမ်းလျှောက်သွားရတဲ့လောက်ကိုကွန်ကရစ်နဲ့တိဆောက်ထားတာဆိုတော့သူ့ရဲ့အရွယ်စားကစိတ်ကူးနေတောင်မှမှန်းကြည့်ဖို့ခက်ပါတယ်။အမြင့်ကတော့ဘယ်လောက်ရှိမလဲ။185မီတာပါဒါကအထက်60ကျော်မြင့်တဲ့မူးမြော်တိုက်ကြီးတစ်လုံးရဲ့အမြင့်နဲ့အတူတူပါပဲဒီလောက်အမြင့်ကနေရေထူးထေပမာဏများများကိုထိန်းချုပ်ထားနိုင်စွာရှိတာပေါ့ဒီလိုကြီးကျယ်ခမ်းနားတဲ့စီမံကိန်းအတွက်ကုန်ကျစရိတ်ကတော့ American dollar billion 30ထက်မနည်းရှိခဲ့တယ်လို့ခန့်မှန်းရပါတယ်ဒီပမာဏကနိုင်ငံတကာလေးစစ်ကြီးအနည်းဆုံး2ခုလောက်စောက်လို့ရတဲ့ပမာဏဖြစ်ပြီးတမိုင်းမှာကုန်ကျစရိတ်အများဆုံးစီမံကိန်းတွေထဲကတစ်ခုဖြစ်စေခဲ့ပါတယ်။ပြစစ်ထုတ်လို့နိုင်စွမ်းမှာဆိုရင်တော့22,500 မဂါဝတ်ရှိပြီးကမ္ဘာပေါ်မှာအကြီးဆုံးလက်စစ်ထားပေးစက်ရုံထက်စံကျင်တင်ထားစေပါ။ဒီပမာဏကနျူကလ িয়ার ဓာတ်ပေါင်းကိုအလုံး20ကထုတ်လုပ်တဲ့စွမ်းရည်နဲ့ညီမျှပြီးမြို့ကြီးပေါင်းများစွာကိုလက်စစ်မီပြနိုင်တဲ့ပမာဏဖြစ်ပါတယ်ဒီနေရာမှာတကယ်စိတ်ဝင်စားဖို့ကောင်းတာကဒီစေကြီးကိုပြမြောက်အောင်ဒီဆော့ခဲ့တဲ့အနည်းပညာတွေပါပဲရေစီးအားကိုထိန်းချုပ်နိုင်တဲ့အစင်းမြင့်နည်းပညာတွေဆော်လိုရဲကာလာမှာရေကိုခဏတာခါထားပြီး၆သွေးတဲ့နေရာမှာအလုပ်လုပ်နိုင်စေတဲ့ confident နည်းပညာအသစ်တွေပြီးတော့ကုန်တင်တင်ပေါ်ကြီးတွေဖြတ်သန်းသွားလာနိုင်ဖို့ကမ္ဘာအကြီးဆုံးဖြစ်တဲ့9ဆင့်ပါတင်ပေါ်ဖောက်လောက်စနစ်တွန်းဟာဒီစီမံကိန်းရဲ့ engineering ပိုင်းဆိုင်ရာထူးချွန်မှုကိုတက်တွေပြနေတာပေါ့ဟုတ်ပြီဒီဆယ်ရဲ့အဓိကရည်မှန်းချက်3ခုနဲ့တရုတ်နိုင်ငံအတွက်ဘလို့ချိုးချေစုတွေကိုရည်ရွယ်ခဲ့တယ်လဲဆိုတာကိုစက်ကြည့်ကြရအောင်ဒါကစွမ်းရင်ထုတ်ဖို့လောက်ပဲမဟုတ်ခဲ့ပါဘူးအဓိကရည်ရွယ်ချက်ကတော့3ခုရှိပါတယ်ပထမတစ်ခုကရန်စီမြစ်ရဲ့ကြောက်စရာကောင်းတဲ့ရေကြီးမှုတွေကိုထိန်းချုပ်ဖို့ပါဒုတိယကတော့နိုင်ငံအတွက်လိုအပ်နေတဲ့လက်စစ်စွမ်းရင်ကိုအကြီးကျယ်ထုတ်လုပ်ပေးဖို့နောက်ဆုံးတစ်ခုကတော့မြစ်ကြောင်းသွားလာရေးကိုပုံမကောင်းမွန်စေပြီးတင်ပေါ်ကြီးတွေခုံမုံသွားလာလိုက်အောင်လှုပ်ဆောင်ပေးဖို့ပဲဖြစ်ပါတယ်ဆိုတော့ဒီစီမံကိန်းဟာမြစ်ကိုထိန်းချုပ်ဖို့လောက်ပဲမဟုတ်တော့ဘူးတိုးတက်လာတဲ့ကြီးုံနိုင်ငံရဲ့စီးပွားရေးကိုအရှိန်မြင့်တင်ဖို့ခရီးသွားလုံလံကိုဆွဲဆောင်ဖို့နဲ့အမျိုးသားရေးဂုဏ်ယူဖွယ်ရာပြရုပ်တစ်ခုဖြစ်ရည်တည်ဖို့ပါရွယ်ခဲ့တာကိုတွေ့ရမှာပါအခုတော့ဇလန်တိုင်းမှာရှိတဲ့မျက်နှာစာ effect ကိုကြည့်ကြရအောင်ဒီစိတ်ကြီးဒီဆောက်မှုကြောင့်ဖြစ်ပေါ်လာတဲ့ပြင်းထန်ပြီးမရေရွယ်ခဲ့တဲ့နောက်ဆက်တွဲအကျိုးဆက်တွေအများကြီးရှိခဲ့ပါတယ်ဒီကိန်းကနန်းကိုခဏလောက်စဉ်းစားကြည့်ပါ1.3တန်းဒါဟာဒီစီမံကိန်းတစ်ခုတည်းတာကိုနေရက်ကိုစွန့်ခွာပြီးအတဲကြပြောင်းရွှေ့ခံခဲ့ရတဲ့လူဦးရေရဲ့ခန့်မှန်းချက်ရေးအတွက်ပါပဲဒီစရာကွက်ကဒီစီရဲ့နောက်ဆက်တွဲဆိုးကျိုးတွေကိုရှင်းရှင်းလင်းလင်းဖော်ပြနေပါတယ်ပတ်ဝန်းကျင်ဘက်မှာဆိုရင်ရေထုညဉ့်ညံ့မှုမြေပြိုမှုအန်တဲ့ဂီယာစနစ်ပစ္စည်းမှုတွေရှိသလိုလူမှုရေးဘက်မှာဆိုရင်လည်းလူပေါင်းတန်းကျော်ကိုအတင်းဓမ္မရွှေ့ပြောင်းစေခဲ့တာရှေးအောင်ယဉ်ကျေးမှုအမွေအနှစ်တွေရောက်သွားတာပြီးတော့လူမှုအတိုင်းဝိုင်းတွေပြိုကွဲသွားရတာတွေဟာတကယ်ကိုကြီးမားတဲ့ပေးစမှုတွေပါပဲပတ်ဝန်းကျင်ထိခိုက်မှုကိုပိုပြီးတိတိကျကျပြောရမယ်ဆိုရင်တရုတ်စတာဂျင်9လို့မျိုးရင်းကားတွေမျိုးတုံးလူနေပါဖြစ်ခဲ့ရတယ်။စေကနုံမြစ်ဒီစီစင်မှုကိုပိတ်ဆို့လိုက်တော့မြေအောက်ပိုင်းကကေးရစစ်တပ်တစ်ခုလုံးကိုပြောင်းလဲစေခဲ့ပြီးရေလောင်းကထက်မှာရေလူညဉ့်ညံ့မှုတွေပိုဆိုးလာခဲ့ပါတယ်။ဒါပြင်ရေမြန်းပြင်အတက်အကျကြောင့်ကမ်းပါးတွေပြိုပြီးမြေပြိုမှုတွေပါဖြစ်ပေါ်လာခဲ့ပါတယ်။ဒီအချက်ကလူတွေအပေါ်တက်ရောက်မှုဘလောက်ကြီးမားတယ်ဆိုတာကိုအရန်ကောင်းကောင်းဖော်ပြနေပါတယ်။လူတွေတမကဘူးစက်ရုံတွေလုပ်ငန်းတွေနဲ့အဖို့မဖြစ်နိုင်တဲ့ယဉ်ကျေးမှုအမွေအနှစ်တွေပါရွှေ့ပြောင်းဖျက်ဆီးခံခဲ့ရတယ်ဆိုတာက
ဒီစီမံကိန်းရဲ့လူသားတွေနဲ့ယဉ်ကျေးမှုအပေါ်သက်ရောက်မှုဘယ်လောက်ကြီးတယ်ဆိုတာကိုထင်ရှားစေပါတယ် နောက်ဆုံးမှာဒီစီကြီးကအောင်ပွဲလားဝမ်းနဲ့စီရလားဒီမေကွန်းတဲ့ပတ်သက်ပြီးအခုထိတိုင်အငင်းပွားနေကြဆဲပါနောက်ပိုင်းမှာတရုတ်အစိုးရကိုယ်တိုင်ကတော့ပြဿနာတွေရှိခဲ့ကြောင်းဝန်ခံခဲ့ရပါတယ် ဒီတော့ချုံကွန်ပြီးချင်းကွန်တစ်ခုလိုယဉ်ကြည်အောင်တစ်ဖက်မှာတော့ကမ္ဘာအကြီးဆုံးစွမ်းရည်မြင့်စီးပွားရေးတော့အရေးပေးထင်းချုံမှုတိုးတက်လာခြင်းဆိုတဲ့အောင်မြင်မှုတွေရှိနေပါတယ်ဒါပေမဲ့တခြားတစ်ဖက်မှာတော့ပြန်လို့မရတဲ့ပတ်ဝန်းကျင်ပျက်စီးမှုလူပေါင်းများစွာနေရာရွှေ့ပြောင်းခံရမှုယဉ်ကျေးမှုအမွေအနှစ်တွေဆုံးရှုံးမှုနဲ့ရေရှည်တည်ငြိမ်ရေးဆိုင်ရာမေကွန်းတွေကလည်းရှိနေသေးပါတယ်ဒါမြချေတစ်ခုကိုရှာရတော်ခက်တဲ့ချင်းနေပါပဲ ဒီစီမံကိန်းဟာအစတဲ့ကနိုင်ငံတကာရဲ့အဝေဖန်မှုတွေနဲ့ရင်ဆိုင်ခဲ့ရတာပါကဘာပန်လိုအဖလက်စီကြီးတွေကတော့ရန်ပုံငွေထောက်ပံ့မှုညှင်းဆန်ခဲ့တာကဒီစီမံကိန်းရဲ့တက်ရောက်မှုတွေအပေါ်စိုးရိမ်မှုတွေဘလောက်ကြီးမားခဲ့တယ်လဲဆိုတာကိုပြနေပါတယ် နောက်ဆုံးအနေနဲ့စဉ်းစားစရာမေကွန်းတစ်ခုခြံထားခဲ့ခြင်းပါနဲ့ခင်မီဖွံ့ဖြိုးတိုးတက်ရေးအတွက်လှုပ်ဆောင်တဲ့ဒီလိုစီမံကိန်းကြီးတွေရဲ့အကျိုးကျေးဇူးတွေကပေးဆက်လိုက်ရတဲ့ပတ်ဝန်းကျင်လူမှုရေးနဲ့ယဉ်ကျေးမှုဆိုင်ရာတန်ဖိုးတွေကိုတကယ်ပဲကြော်လွှမ်းနိုင်ရလားဆိုတာကတော့မျိုးဆက်တိုင်းအတွက်အရေးကြီးတဲ့မေကွန်းတစ်ခုဖြစ်ခြံရှိနေအောင်ပါပဲ မြန်မာဈေးဆိုင် online shop